router OSPF အဲ့တော့ OSPF ရဲ့အကြောင်းလေးလာမယ်ဆိုရင် share RMB လို့ပဲသူ့ကို database မှာ announce လုပ်ပေးရမယ့် command ကဒါလေးပဲဟုတ်ပြီနော် OSPF မှာတော့ area တွေပါလာမယ်တခြား backbone area တွေပါလာမယ်ဒါကတော့ theory ကိုသိပြီးသားဖြစ်တယ်အဲ့တော့ကျွန်တော်ကတော့ဒီမှာ area 0လေးတစ်ခုတည်းနဲ့ OSPF ကို UU လေးပဲ left ကို basic အနေနဲ့လုပ်ပြပေးမယ်အဲ့တော့ interface တွေကို IP assign ပေးရမယ်ဟုတ်ပြီနော် interface တွေ IP assign ပေးရမယ်ဆိုတော့ထုံးစံတိုင်းကျွန်တော်တို့ router တွေကို reload ချတာတွေ router starter config ကို reload ချတာတွေကျွန်တော်တရားတွေမလုပ်တော့အဲ့တော့ဒီမှာ OSPF က running လုပ်ပြီးသားokay configure တာမယ်နဲ့အဲ့ interface တွေ IP ပေးကြည့်မယ် interface serial 0/0/0 နဲ့ 0/0/1 နဲ့ဟုတ်ပြီနော် 0/0/0 no shutdown IP address ပြန်ပေးမယ်ဒီတော့အပေါ်ကကောင်းပြီး 192.168.2 ဖြစ်လိမ့်မယ် IP address 192.168.255.255.255.0 192.168.2 shutdown ပြီးသွားပြီ interface serial 0/0/1 no shutdown IP address ကအဲ့တော့ 23.2 192.168.23.2 255.255.255.0 အောက်က interface 0/0 no shutdown IP address ကကျွန်တော်တို့ပါပေးထားတယ်something to say to one page limit 255.255.255.0 show the interface brief အဲ့တော့ဒီအောက်ကကောင်က 10.0 192.168.10.0/24 192.168.20.20.0/24 192.168.30.0/24 192.168.40.0/24 အဲ့တော့ဒါဒီမှတ်ရလွယ်အောင်လို့ကျွန်တော်ပေးထားတာနော်40ဖြစ်တဲ့အတွက် router ရဲ့ interface တွေက1နဲ့ဖြစ်လိမ့်မယ်ဟုတ်ပြီနော်ဒီဘက်မှာလည်းအတူတူပဲကျွန်တော်တို့ IP ပေးကြည့်မယ်config interface serial 0/0/1 no shutdown IP address က 192.168.23.3 3255.255.255.0 serial 0/0/0 no shutdown IP address က 13.13.3 ဖြစ်လိမ့်မယ်ပြီးဆိုရင် interface 0/0 no shutdown IP address က 192.168.20.1 show IP interface brief
20ပါပြီ73ပါပြီ23ပါပြီ okay အနေနဲ့ configure terminal interface serial 0/0/0/0/0 no shutdown and the address card 2.192.168.255.255.255.0 interface serial 0/0/1 no shutdown and the address card 13.1 interface FA .0/2 interface FA 0/0 no shutdown and the address card 192.168.24 interface ကိုပါပေးခဲ့တယ်30ဟုတ်ပြီ30.1 FA 0/1 no shutdown and the address card 40.1 interface တွေ MF ပြန်ကြည့်ခြင်း show IP interface brief နဲ့ပြန်ကြည့် interface တွေ IP okay အဲ့မှာကျွန်တော်တို့ OSPF ကို announce စပြီးလုပ်ပေးမယ်ဟုတ်ပြီနော် configure terminal OSPF configure လုပ်တဲ့ command က router OSPF အဲ့တော့နောက်က OSPF 1 OSPF 1ဆိုတာ process ID ဖြစ်တယ် OSPF ရဲ့ process ID OSPF 1ပြီးသွားပြီဆိုလို့ရှိရင်သူ့မှာ network တွေကိုကျွန်တော်တို့တက်ထားတဲ့သူ့ interface မှာတက်ထားတဲ့ network တွေကိုကျွန်တော်တို့ announce လုပ်ပြီးဟုတ်ပြီနော် network ကကျွန်တော်တို့ဘာ network တွေတက်ထားလဲ 192.168. ကျွန်တော်တို့ 192.168.30သူကြီးညာပေးရင် y command နဲ့ကျွန်တော်တို့ကြီးညာပေးရမယ် y command ဆိုတာက sub network ကိုကြောင်းမြန်လာထားတာလိုပဲ CCN တွေပဲမှတ်ထားရင်တော့ရပြီဒီတက်ပို့ပြီးတော့ဒီတင်ချင်လို့ရှိရင်တော့ဒီတက်ပို့လေးလာမှအဆင်ပြေလေဟုတ်ပြီနော် y command ကအပြင်ကျွန်တော်တို့သူ y command နဲ့ကြီးညာပေးရမယ် 0.0.255 ပြီးတော့ရင်ကျွန်တော်တို့က area ထည့်ကြီးညာပေးရမယ်ဒီမှာတော့ area တစ်ခုလည်းရှိတဲ့အတွက် area 0တစ်ခုလည်းထည့်ကြီးညာပေးရမယ် area 0ဒီsolution ကျွန်တော် network အဲ့လိုပဲသူမှာတက်ထားတဲ့ interface တွေအကုန်ကြီးညာပေးရမယ် 40.0 255.0 area 0ပြီးသွားပြီဆိုလို့ရှိရင် 12.0 เนาะ 12.0 255.0 area 0ပြီးသွားပြီဆိုလို့ရှိရင် 13.0 အဲ့ဒီလိုပဲကျွန်တော်တို့ဒီဘက်က manually ဆိုတဲ့ router မှာလည်းကျွန်တော်တို့သွားပြီးကြီးညာပေးရမယ် configure terminal router OSPF process ID တူရမယ် process ID မတူရင်ဒီဘက်ဖြစ်မှာမဟုတ်ဘူးပြီးတော့ရင် network ကျွန်တော်တို့မှာတက်ထားတဲ့ network တွေကဘာတွေလဲဆိုတော့12 network တက်တယ်23တက်တယ်ဘာလို့ဆိုလို့ရှိရင်10 network တက်တယ်ဟုတ်ပြီနော် 192.168.12.0.0.0.255 area က 0 ဒီပါပြီဆိုလို့ရှိရင် 192.168.23.0 23.0 area 0 192.168.10.0 area က 0configure terminal router OSPF 1 network ကဒီမှာက 192.168.13.0 0.0.255 area က 0 network က 192.168.23.0
area 0 ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့က 192.168.20.0 area 0 ဟုတ်ဆိုတော့ဒီမှာ message တွေတက်နေတယ် OSPF process neighbor ဖြစ်တဲ့ message တွေနောက်ကနေတက်နေတယ်အဲ့တော့ OSPF neighbor ဖြစ်မဖြစ်ကိုကျွန်တော်တို့ပြန်ကြည့်ချင်တယ်ဆိုလို့ရှိရင် show ip OSPF neighbor ဆိုပြီးတော့ပြန်ကြည့်လိုက်အဲ့တော့သူ့ရဲ့ neighbor ဒီ40ရှိတယ်30ရှိတယ်အဲ့ priority က0ပြီးသွားပြီဆိုလို့ရှိရင်ဒီမှာ IP address တွေသူနဲ့ neighbor ဖြစ်တဲ့ IP address တွေလာအဲ့ကျွန်တော်တို့ပုံနဲ့တူတူပြန်စာလို့တိုက်ကြည့်ကြည့်အောင်ဒီ router နဲ့ neighbor ဖြစ်မဲ့ကောင်နေသည်40ရှိတယ်30ရှိတယ်အဲ့တော့40ရှိတယ်30ရှိတယ်40ရှိတယ်30ရှိတယ်ဟုတ်ပြီနော် channel router ကြီးလည်းကျွန်တော်တို့လမ်းချက်ကြည့်ကြည့်အောင် show IP OSPF neighbor ဟုတ်တယ်နော် OSPF ဒါ neighbor တွေ MF ကျွန်တော်တို့ကြည့်ရသူဒီ40ကိုတည်တယ်23ကိုတည်တယ်သူရဲ့ neighbor တွေဒီ40ကိုတည်မယ်40ကိုတည်မယ်23ကိုတည်မယ်ဟုတ်ပြီနော်ကျွန်တော်တို့ပို့ပြီးတော့ထုံးစံတိုင်းကြည့်ချင်တယ်ဆိုလို့ရှိရင် show IP route ကနေတစ်ချက်ပြန်ကြည့်လို့ရတယ် show IP route ဆိုပြီး routing table ကိုလမ်းကြည့်လို့ရတယ် O ဆိုတာ OSPF နဲ့ချိန်ထားတဲ့ O ဆိုတဲ့ဟာကအပေါ်က OSPF နဲ့ချိန်ထားတဲ့ဟာတွေဟုတ်ပြီနော်ဟုတ်မှာ O ဆိုတာက OSPF နဲ့ချိန်ထားတဲ့ဟာတွေ OSPF နေပါဖြစ်တဲ့အဲ့ကျွန်တော်တို့ပြင်ကြည့်ကြည့်အောင်192.168.10.2 therefore gateway က 192.168.10.1 20.2 20.2 ဒီကောင်ဟုတ်ပြီ 30.2 30.1 server တစ်ချက် IP ပင်ကြည့်မယ်ဒီကောင်က 40.2 ဟုတ်ပြီဆိုတော့ဒီ PT ကနေကျွန်တော်တို့လမ်းပြီးပင်ကြည့်မယ်တစ်ပတ်လည်လုံးရနေရမယ်ဟုတ်ပြီနော်ဆိုတော့ PC ကနေပင်ကြည့်မယ်ပင်10.1 192.168.10.2 reply ပြန်ဟုတ်ပြီပင် 192.168. ဟိုဘက်ကဒါဘယ်လောက်30 30.2 reply ပြန်ပင် 192.168.40.2 reply ပြန် okay ဒါဆိုရင်ကျွန်တော်တို့ OSPF ကောင်းကောင်းလုပ်နေရ OSPF ရဲ့ verify ပြန်လုပ်တဲ့ command တွေက OSPF ကို verify ပြန်လုပ်တဲ့ command တွေကကျွန်တော်တို့ဒီအောက်မှာကျွန်တော်ပဲလေးနဲ့မှတ်ထားတာရှိရ OSPF verify ပြန်လုပ်တဲ့ command တွေက show IP route နဲ့ပြန်လုပ်လို့ရတယ် show IP route နဲ့ပြန်လုပ်လို့ရတယ်ဒါ routing table ကို check ဖြစ်တဲ့ show IP OSPF neighbor နဲ့လည်းပြန်လုပ်လို့ရတယ် show IP protocol နဲ့လည်းလုပ်လို့ရတယ်ဟုတ်ပြီနော်အဲ့ဒီ protocol ဆိုရင် run နေတဲ့ protocol က OSPF 1ဆိုတာပြတယ် routing network တွေကဒါတွေ gateway ကဒါတွေဆိုပြီးတော့ပြနေတယ် show IP protocol နဲ့လည်းရတယ် show IP route OSPF ဆိုပြီးတော့ OSPF တစ်ခုတည်းကိုလည်းပြန်ကြည့်လို့ရတယ် show IP route OSPF network တွေပဲသူပြပေးနေတယ်ဟုတ်ပြီနော်အဲ့ပြီးတော့ကတော့ဟို routing table ကြီးမှာတခြားဒီ connect network တွေပြပေးနေလို့အဲ့တော့ interface တစ်ခုချင်းတွေကိုလည်းကြည့်လို့ရတယ် OSPF interface ဆိုပြီးတော့အဲ့လိုလည်းကြည့်လို့ရတယ်အဲ့တော့ OSPF အနေနဲ့တော့ဒီလောက်ပါ